ဒီရှေးဟောင်းထိုင်းဘတ်20တန်တရွက်ရှိုံနဲ့တင်းဘဝကိုချမ်းသာတဲ့အထိပြောင်းလဲပေးနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရှေးဟောင်းထိုင်းဘတ်20တန်တရွက်ကဘတ်တန်း20ထိရောင်းစေးရှိတာမလို့ပါ။ဟုတ်ကဲ့တီပီတာလူလည်းရှိမှာပေါ့နော်။မတိတဲ့လူလည်းရှိမယ်။အဲ့တော့ဗီဒီယိုရဲ့အသေးစိတ်ကိုတူတူတွားကြည့်ကြပါနော်။ ครับเท่าที่เราค้นเจอมีกี่ใบครับ มีใบเดียวครับ ใบเดียว เหตุผลที่มีใบเดียว ความพิเศษคืออะไรครับ ความพิเศษก็คือใบเนี้ยครับเป็นธนบัตรตัวอย่าง ซึ่งผลิตจริง ๆ ก็หลัก10 ใบนะครับ แต่มีใบนี้ใบเดียวที่เป็นลายพระหัตถ์ของรัชกาลที่ 7 ตอนที่ท่านเสด็จ โอ้ ไป ใช่ครับผมขออนุญาตครับผมวาง บริษัทโทมัส วาง ครั ตั บ วนี้นิดนึงครับให้กล้องจับชัดๆครับใช่ครับเพราะว่ามีลายพระหัตถ์ของพระองค์ท่านอยู่นะครับ ครับ โอ้ความพิเศษความหมายนะครับอย่างแรกครับพวกเราได้ความรู้มากเลย แล้วก็ จริง เรื่องที่สองคือนี่คือสมบัติของประเทศเราครับที่เราทำ ဟုတ်ကဲ့ပါဒါထိုင်းနာမည်ကြီးတရင်မှာပေါ်ပြထားတာပဲရှိပါเนาะဒီရှေးဟောင်း20ဘတ်တန်တရွက်ကဘတ်တန်း20ထိရောင်းလို့ရတာပဲဖြစ်ပါเนาะဟုတ်ကဲ့တကယ်ချင်းမိတ်ဆွေတို့မှလည်းရှိရင်တွားရောက်ပြီးတော့ရောင်းလို့ရเนาะဒီဟာလေးတွေကထုတ်လုပ်တဲ့အရေးအတွက်ကအားလုံးပေါင်းခုရေက10ရွက်ပဲရှိเนาะအဲကြောင့်မလို့ဒီတရွက်ကမှခုနှစ်ပါးမြောက်ဘရင်လက်မှတ်လည်းပါတယ်အဲ့တော့အဲကြောင့်မလို့မှထုတ်လုပ်တဲ့ပုံစံနမူနာလည်းဖြစ်တယ်ပြီးတော့နံပါတ်ခွန်ရဲ့ဘရင်ရဲ့လက်မှတ်လည်းပါတယ်အဲကြောင့်မလို့ခုလက်ရှိပေါက်စေးကဘတ်တန်း20ထိရောင်းလို့ရနော်ဟုတ်ကဲ့ပါဒီကနေ့မျှဝေပေးတဲ့အကြောင်းအရာတွေကတကယ်ချင်းမိတ်ဆွေတို့အတွက်တိပညာဘုဒ္ဓတခုခုရသွားခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ follow မလုပ်နေလဲ follow လေးနှိပ်ပေးသွားပါဗျ